ဝါဒိဋ္ဌသီလစာဒိဋ္ဌသီလဟုတ်တယ်မလားဝါဒိဋ္ဌသီလဆိုတာမလုံးရင်အကုသိုလ်ဖြစ်တယ်အကုသိုလ်ကြောင့်အကုသိုလ်အကျိုးခံရဝါဒိဋ္ဌသီလဘာကိုပြောတာဆို၅ပါးသီလပေါ့၅ပါးသီလဒီတဘာဝသဘောတဘာဝကမ္မကရညာအခြေခံလို့ချင်းကံကံရဲ့အကျိုးပေါ့ပါဏာတိပါဒသူ့အသက်တရဲ့ကိုယ်အသက်လည်းပြအသက်ခံမှာအသက်တူတာဝါဒိဋ္ဌသီလလို့ခေါ်တယ်စာဒိဋ္ဌသီလဆိုတာသူတော်ကောင်းတွေကျင့်တဲ့တရားစောင့်နိုင်ကုသိုလ်ဖြစ်တယ်မစောင့်နိုင်အကုသိုလ်မဖြစ်ပါဘူးเนาะဥပမာဦးဇင်းတို့ရှစ်ပါးသီလထဲမှာကဲအပြမစတိယအပြမစတိယမမြင်သောမမြတ်သောအမှုမပြုတာကာမိတုမိစ္ဆာစာတာကိုယ့်ရဲ့သားမယားကိုလည်းတော့အတူတူပြောပါလို့မရဘူးလားရတယ်ဟုတ်တယ်မလားကိုယ်သားမယားနဲ့ပြောပါလို့ရဒါပေမဲ့ဒီနေ့အထူးဖြစ်တဲ့အတွက်မမြင့်မြတ်တဲ့အလုပ်တွေဒါတွေမလုပ်ဘူးလို့ရှောင်လိုက်တာဒီသဘောပဲဝိကာလဘောဇနာလူတွေထမင်းစားတာပဲမဟုတ်ဘူးလားထမင်းမစားပဲလိုက်တဲ့အတွက်ညစာမစားပဲနေလိုက်တဲ့အတွက်ကိုယ့်အတွက်အရှိန်လေးပို့လာအရှိန်လေးပို့လာတဲ့အခါကျဝိပဿနာတရားတွေအားထုတ်ရတယ်ဒါစာရိတ္တဖြစ်ကျင်လိုက်တာပေါ့နိစ္စဂီတဝါဒိတဝိတုကတသနာမာလကနာဒါ၅ပါးသီလဘာအပြုကခုနေတာပဲလေသူ့ဘယ်သူကြတယ်လဲအခုလို၈ပါးသီလထဲမှာဒါတွေထည့်တဲ့အခါကျတော့ဒီမိမိကိုဓမင်းစားဖို့တွေမကြိုးပမ်းဘူးပေါ့ဗျာလှဖို့တွေပန်းဖို့တွေအကဖို့ခုံဖို့တီဆိုဖို့ဒါတွေကစာရိတ္တသီလနဲ့ဒါတွေထိန်းလိုက်တာပါပဲသီလနေရာမှာလဲပဏာတိပါဒာနဲ့စပြီးတော့မှသူရမရိယအစောဘုရားတပည့်တော်တို့ဒီရှောင်းကျင်ပါဣဒမေပုံညာအတဝခံဝဟံဟောတုဆို၅ပါးပေါင်းပေးလိုက်တာရှိတယ်အဲ့၅ပါးပေါင်းပေးလိုက်တဲ့ခံတဲ့ပုဂ္ဂိုလ်ကလည်း၅ပါးနဲ့ခံလိုက်တဲ့အတွက်တပါးပေါက်ရင်အကုန်ကျိုးတပါးပြောက်အကုန်ကျိုး၈ပါးသီလတဲ့ထိုးပြီးတူစားပဲတပါးကျိုးရင်အကုန်ကျိုးတာပဲအတခုချင်းခွဲပေးလိုက်ခြင်းအားဖြင့်၈ပါးယူထားတယ်တပါးကျိုးရင်9ပါးကျန်တယ်ဟုတ်ဘူးလားအဲ့ဒါဒီသီလဆိုတာကဦးဇင်းရဲ့တန်တာမှာစိတ်မှာရှိနေတဲ့အညစ်အကြေးတွေကိုဆေးပြတာစင်ကြယ်အောင်ဆေးကြောတာခန္ဓာကိုယ်မှာအဝိဇ္ဇာတွေလည်းဒုနိတ္တစာပဲတစ်ပတ်တစ်ခါ2ရက်တစ်ခါ3ရက်တစ်ခါလျှော်ရဖို့ရတာမရှိဘူးလားရှိပါတယ်ဘာလို့လျှော်ရဖို့ရတာအညစ်အကြေးတွေပေးနေလို့ဟုတ်ဘူးလားဒီခန္ဓာကိုယ်ကြီးလည်းရေမရှိုးရဘူးလားရှိုးပေးရတယ်ရှိုးပေးရတဲ့အကြောင်းရင်းကလည်းဘာဖြစ်လို့ခန္ဓာကိုယ်ကြီးရဲ့အညစ်အကြေးတွေတင်နေလို့ဒီလိုမျိုးနားလေရစိတ်ထဲမှာလည်းတတ်ကျင်တဲ့စိတ်ဖြတ်ကျင်တဲ့စိတ်ဒီလောဘဒေါသမောဟစိတ်ဒါတွေလည်းမရှိဘူးလားအဲ့စိတ်တွေကိုရှိနေတဲ့အတွက်ဒီလား